ငွေချင်းများနဲ့လောက်ကန်ရှိလာမယ်ကိုယ်စဉ်ကလေးဘဝလောက်ပြောကြတယ်လည်းမကောင်းတော့တာအမှန်ပဲစပိန်တွေစီးခဲ့ကြတယ်တို့လမ်းတွေရှောက်ခဲ့ကြတယ်စကြနောက်ကြစိတ်ဆိုးကြရင်စာတွေကြက်ခဲ့ကြတယ်စိတ်ကောက်ကြတာရှိတယ်ပြန်ချော့ခဲ့ကြဘူးတယ်အိမ်မနေနေရင်းနဲ့ပဲတယ်လီဖုန်းတွေပြောခဲ့ကြတယ်တစ်ခါလေမှအပေါင်းတင်တဲ့ကြစာအုပ်တွေလုပ်တယ်ရှင်းတွေပါတွေမောရင်နဲ့ရီးစားလေးတွေထားတယ်အဆောင်မမီးတွေထွန်းတဲ့ချိန်ဂီတာတီးခဲ့ကြတယ်တကိုရဲ့အသက်ကွဲတဲ့တချင်တွေဒီဇက်ပါရဲ့နင်းတွေပြန်မြင်ရောင်ရင်းနဲ့ကအိယာထက်မလူးလိမ့်နေကောင်းကလေးနဲ့ကောင်းမလေးကအမျိုးသားနဲ့အမျိုးသမီးအဖိုးကြီးနဲ့အဖွားကြီးဖြစ်တဲ့အချိန်တွေအထီးဘဝဆိုတဲ့ဖက်နှက်ကြီးကိုငါတို့လူစီသွားရမှာပါပဲကဲ